ဒီ session လေးလုပ်တဲ့ဟိုအကြောင်းရင်းလေးနည်းနည်းပြောမလားပေါ့လေမှာဒါတော့ဒီအချိန်ကတော့လူတိုင်း healing လိုအပ်တာပေါ့ healing ကိုဘယ်လိုကောင်းစဉ်နဲ့ပဲတက်တက်နောက်ဆုံးကြတော့ body mind spirit ပဲ body mind spirit ထဲမှာနည်းနည်းပြန်ခွဲရင်ရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာပေါ့နော်ဒီငလျင်တန်ကြောင်းတခြားကပ်ပေးတွေကြောင်းကြံခဲ့တဲ့လူတွေကြတော့ရုပ်ကောနာမ်ရောပေါ့တခြားဘင်းတွေကြတော့နာမ်ပိုင်းဆိုင်ရာပေါ့ဒီနာမ်ပိုင်းဆိုင်ရာတွေကဒီရုပ်ကောလူရောအကုန်လုံးကပြန်ပြောလို့ရှိရင်တော့ energy beings တွေပဲအကုန်လုံးဒီ healing energy ရအောင်လုပ်တဲ့ session တွေပဲဖြစ်တယ်ပေါ့ဆိုတော့အမခိုင်မွန်နဲ့ကြတော့ဒီအမတင်ထားတဲ့ post လေးတွေတွေ့ရပေါ့နော်ဒီ session လေးလုပ်ရင်ကောင်းမလားလို့စဉ်းစားနေတော့အမတင်ထားတဲ့အမဦးလေးရဲ့ post ကိုတွေ့တော့အမခိုင်မွန်နဲ့စကားပြောဖြစ်နေဒီ session လေးလုပ်ဖြစ်တာပေါ့ဆိုတော့အားလုံးပဲဒီမခိုင်မွန်ဒီကြာရောက်လာကြတဲ့ဒီပါဝင်အဖြစ်ပေးတဲ့လူတွေအကုန်လုံးပေါ့နော်ဟီလာတွေလည်းပါမယ်ဟင်းလင်းခိုင်ခြင်းတဲ့လူတွေလည်းပါမယ်အကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင်နမစတေပါဒီပါမခိုင်မွန်အနေနဲ့ရောဒီနဲ့ပတ်သက်ပြီးတော့ရှင်းလင်းလုပ်ပေးခြင်းတာရှိလားပေါ့နော်မအဓိကကတော့အမတို့ဒီနေ့မှာကိုကိုနဲ့သက်ဆိုင်တဲ့သူရောမသက်ဆိုင်တဲ့သူရောပေါ့နော်ဒါပေမဲ့မသက်ဆိုင်ဘူးလို့ပြောရပေမဲ့ဘယ်တော့သက်ဆိုင်ခံမှန်းလဲကိုရီလည်းမသိဘူးလေနော်အဲကြတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုကူညီနိုင်တဲ့သူတွေကိုအမတို့မေတ္တာတွေပေးကြဖို့အဲကြတော့ collective energy ကလည်းလိုတယ်ပေါ့နော်အကုန်လုံးကလည်းမောနေကြပြီအဲကြတော့အကုန်လုံးကလည်းမေတ္တာလည်းခံယူမယ်သူများတွေကိုလည်းမေတ္တာပေးမယ်အဲ့ဒါလေးသွားချင်တယ်ပေါ့နော်နောက်အမယူဆထားတဲ့အယူဆတိုင်းဆိုရင်တော့ energy က energy ပဲအဲ့အတွက်ကြောင့်မို့လို့ကိုကပေးလိုက်တဲ့ energy ကဒီလောကကြီးထဲမှာဘယ်နာပဲရောက်နေပါစေကိုချစ်ရတဲ့လူတွေစီကိုရောက်နိုင်တယ်ပေါ့ရောက်နိုင်တဲ့အတွက်ကြောင့်အမတို့တခါလေအရင်ကံကောင်းခဲ့ဘူးတဲ့ဖြစ်ဖြစ်တည်ရှိတယ်မမျှော်လင့်မဲနဲ့အခက်ခဲကနေကြော်ဖြတ်နိုင်ခဲ့တာတို့ကိုနည်းနည်းလေးပဲလုပ်ပေမဲ့လုံးဝအဲ့လိုရတာရတဲ့ကြီးကအကြီးပေါ့နော်နတ်ကောင်းနဲ့မြတ်တရားတော်ကိုမဆလိုက်တဲ့လိုမျိုးခံစားရတဲ့ကံကောင်းခဲ့ဘူးတဲ့အဖြစ်ဖြစ်တည်အဲ့ဒါတွေကလည်းကိုယ့်အပေါ်ကိုတန်တရားတစ်လျှောက်လုံးမှာကိုယ့်ကိုချစ်တဲ့လူတွေရဲ့မေတ္တာတွေကနောက်ကလိုက်လာတဲ့သဘောပဲပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အမားတို့ကလည်းအခုကိုယ့်နဲ့သက်ဆိုင်တဲ့သူတွေကိုသူတို့ပဲရောက်နေပါစေကိုယ့်ရဲ့မေတ္တာတွေကိုပို့မယ်သူတို့ဘာပဲဖြစ်နေဖြစ်နေသူတို့ရောက်နေတဲ့နေရာမှာကိုယ့်ရဲ့မေတ္တာတွေကလိုစွမ်းအင်တွေဖြစ်နေသူတို့ကိုပံ့ပိုးပေးလိမ့်မယ်သူတို့ဘဝရဲ့ကောင်းချစ်မင်္ဂလာတွေအကုန်လုံးကိုသူတို့ရရှိလိမ့်မယ်ပေါ့နော်အဲ့ဒီရွယ်ချက်နဲ့ကိုချစ်တဲ့လူတွေကိုလည်းလုပ်တယ်ဒါအပြင်တခြားသူတွေရောပေါ့နော်ကိုချစ်တဲ့လူတွေကိုကိုမေတ္တာပေးရုံနဲ့မကဘူးကိုနားမှာရှိတဲ့ဘသူမျိုးဆိုမေတ္တာပေးလိုက်ရင်လည်းကိုချစ်တဲ့သူတွေကလည်းသူတို့ကိုမေတ္တာပေးမဲ့လူနဲ့တွေ့မှာပဲပေါ့အဲ့ဒီရွယ်ချက်နဲ့ပဲမတို့အာဒီ session လေးလုပ်ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့အဲ့လောက်တော့အဲ့တော့အမကလည်းဝိုင်းကူကြပါအောင်လို့အခုပြောရင်းနဲ့ဒီနားတွေမှာရောတုံလာတာရောသသိန်းထတာရောငိုတင်တာရောအဲ့လိုမျိုးconnection ကတော့စလာနေရပေါ့နော်အဲ့တော့အကုန်လုံးကအမကိုလည်းဝိုင်းကူကြပါနည်းလည်းကူပေးပါပေါ့နော်ဒီအဲ့ဒါဆိုလို့ရှိရင်စလိုက်ကြမှာပေါ့နော်အကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုလို့ရှိရင်ကနဦးအနေနဲ့ကတော့ cleansing and grounding လေးလုပ်မယ်သူများကိုအေးချမ်းစေခြင်းနဲ့ဆိုလို့ရှိရင်ကိုအရင်အေးချမ်းရတော့မယ်ပေါ့ဆိုတော့အကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုလို့ရှိရင်ဒီကခါကိုမမတ်လေးထားမယ်ဟောင်းမမတ်လေးထားမယ်ပေါ့နော်လက်ကိုတတတဖြစ်တဲ့အနေထားမှာထားပြီးတော့မုဒရာသုံးချင်နေဆိုရင်လည်းရတယ်ဒီကကြောရုပ်တောက်လျှောက်မမတ်ထားရမယ်ပခုံးလေးတွေကိုလျှော့ထားမယ်ရင်ဘတ်ကိုတတဖြစ်တဲ့အနေထားတွေဖွင့်ထားမယ်ပေါ့နော်ညမက်လေးပါလေးတွေနေရခတ်တယ်ဆိုလို့ချင်းချွတ်ထားပေါ့နော်ဆိုတော့အကုန်လုံးဆင်သင့်ဖြစ်ပြီဆိုလို့ရှိရင်မျက်လုံးလေးတွေကိုမိတ်လိုက်ပြီးတော့အသက်ကို9ချက်ခေါင်းဝါလေးရှူပြီးတော့ပြန်ထုတ်မယ်နော်ခေါင်းဝါလေးရှူမယ်ဆိုတော့ဗာလဲရင်ဘတ်တဲဖောင်းသွားတဲ့အထိရင်ဘတ်ကြီးမြင့်သွားတဲ့အထိခေါင်းဝါလေးဖြည်းဖြည်းလေးရှူပြီးတော့ပြန်ထုတ်မယ်စိတ်ကိုလျှော့ထားမယ်ပခုံးလေးတွေကိုလည်းလျှော့ထားမယ်
တက်ကို9 ချက်ရှိပြီးသားပြီဆိုလို့ရှိရင်အခုအသက်ကိုပုံမှန်လေးရှိမယ်နော်စိတ်ကလေးကိုလျှော့ထားမယ်ခန္ဓာကိုယ်လေးမှာတင်းကျပ်တဲ့နေရာလေးရှိရင်လည်းလျှော့ထားမယ်အသက်ကိုပုံမှန်လေးရှိပြီးတော့နှာခေါင်းထဲလေဝင်လာတဲ့အခါနှာခေါင်းထဲကလေပြန်ထွက်သွားတဲ့အခါနာသီးဝါဒါမှမဟုတ်နှာခေါင်းရဲ့ဘယ်နေရာကိုထိပြီးဝင်လာလဲထိပြီးထွက်သွားလဲအာယုံစူးစိုက်ပြီးတော့ဒီလေဝင်လေထွက်ထိတဲ့နေရာလေးကိုကြည့်နေမယ်နော်အချိန်မှာဒီလေဝင်တာလေထွက်တာကိုသိတဲ့အလုပ်တစ်ခုဒီတစ်ခုတည်းကိုပဲလုပ်မယ်လေလေးဝင်လာတယ်လေလေးပြန်ထွက်သွားတယ်လေရောက်ဝင်လာရင်တောက်လျှောက်ဝင်လာသလိုကိုကလည်းတောက်လျှောက်သိနေမယ်လေထွက်သွားတာကိုလည်းတောက်လျှောက်သိနေမယ်စိတ်ကိုလျှော့ထားရင်ပုံမှန်လေးပဲရှိမယ်နော်ဒီလေဝင်လာတာလေထွက်တာလေးကိုအလိုက်တဲ့လေတည်နေမယ်လေလေးဝင်လာတာလေလေးပြင်ထွက်သွားတာအခုနှာခေါင်းထဲကိုဝင်လာတဲ့လေနဲ့အတူအေးချမ်းတဲ့တက်ကလေးအေးချမ်းတဲ့ energy လေးတွေကလေးနဲ့အတူနှာခေါင်းထဲကိုဝင်လာတယ်စိတ်ကလေးလျှော့ပြီးတော့လက်ခံပြီးအတိအမှတ်ပြုပြီးမယ်နော်ဒီအေးချမ်းတဲ့ energy လေးကိုအေးချမ်းနေတာလို့သိရတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အပြာရောင်ဒါမှမဟုတ်အဖြူရောင် energy လေးဖြစ်သိနေတာလည်းဖြစ်နိုင်တယ်ရှူလိုက်တဲ့လေနဲ့တူဒီအေးချမ်းတဲ့ငြိမ်းချမ်းတဲ့ energy လေးကကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်လာနေတယ်လေယာနှာခေါင်းကနေရှူပြီးတော့လေချောင်းကိုဖြတ်ပြီးတော့အစုံနှလုံးထဲထိရောက်တယ်ဆိုတော့လေနဲ့အတူဝင်လာတယ်ဒီငြိမ်းချမ်းတဲ့ energy လေးတွေကလည်းနှာခေါင်းကနေမှလေချောင်းပြီးတော့အစုံနှလုံးတွေထိရောက်တယ်ဒီနှလုံးသားရှိတဲ့နေရာ heart chakra ထိရောက်တယ်ပေါ့နော်ကိုကအလိုက်တဲ့လေရှူနေုံပဲလေနဲ့တူဒီငြိမ်းချမ်းတဲ့ energy လေးတွေ heart chakra ထိဝင်လာနေတယ်
အချက်ဂရမလာစုနေတယ်ဒီငိမ့်ချမ်းတဲ့ energy လေးတွေကတဖြည်းဖြည်း expand ဖြစ်လာတယ်ကျေပြန့်လာတယ်ဟာချက်ဂရကိုဘဟုပြုပြီးတော့ငိမ့်ချမ်းတဲ့ energy လေးကဒီ energy စဝိုင်းလေးကကျေပြန့်လာတယ်တဖြည်းဖြည်းကျေပြန့်လာတယ်အချက်ဂရကနေမှအပေါ် level မှာရှိတဲ့ throat chakra အောက်ဝမ်းပိုင်နာတစ်ဝိုက်မှာရှိတဲ့ဆိုလာတွေအထိဒီငြိမ်းချမ်းတဲ့ energy လေးကကျယ်ပြန့်လာတယ်အချက်ကရာကိုဘဟုပြုပြီးမှအပေါ်ဒရုံအဲကနေမှအပေါ်တအိုင်အချက်ကရာရဲ့အောက်ဆိုလာဝမ်းပိုက်တစ်ဝိုက်ပေါ့နော်အဲကနေမှစီခုံနာတစ်ဝိုက်စီခရအေဂျင့်နဲ့ energy လေးကကျယ်ပြန့်လာတယ်အခုဟတ်ချက်ကရာကနေအပေါ် 11 throat chakra အပေါ်တအိုင်အကနေမှအပေါ် crown chakra ဟတ်ချက်ကရာကနေမှအောက်ဝမ်းပိုင်းမှာရှိတဲ့ဆိုလာအဲကနေမှအောက်စီခရစီခုံနာတော့ဝိုက်ပေါ့နော်အဲကနေမှအောက်ကိုယ့်ရဲ့ private နာတော့ဝိုက်နေရာမှာရှိတဲ့ root chakra အချက်ကရာကိုဘဟုပြုပြီးတော့အေဂျင့်နဲ့ energy လေးကကိုယ့်ရဲ့တစ်ကိုယ်လုံးကိုဝန်းရံသွားတယ်စိတ်ကလေးကိုလျှော့ထားမယ်နော်ဒီအေဂျင့်နဲ့ energy လေးကိုအလိုက်တင်ပပပလေးလက်ခံပေးနေမယ်ကိုယ့်ရဲ့တစ်ကိုယ်လုံးမှာဒီငြိမ်းချမ်းတဲ့ energy လေးတွေစီးဆင်းနေတယ်အမခိုင်မစလို့ရပြီမှာနှချခရာရဲ့ energy နေရာတစ်တက်လေးကိုခံစားထားပြီနော်ဖေးပန်းလက်ကလေးက heart ပေါ်ကိုတင်ပါညာဘက်လက်ကဘယ်ဘက်လက်ပေါ်ကိုအုံမိုးတာကိုယ့်ရဲ့ဘယ်ဘက်လက်ပေါ်နဲ့ heart chakra နဲ့
အကြားထဲမှာ energy လေးလည်းရှိနေတယ်အဲ့တော့ကိုယ့်ရဲ့ heart chakra ကိုအခုအုံမိုးထားတဲ့လက်ကလေးတွေကနေညွှွေထွေးထွေးလေးမိမိကိုယ်ကိုယ်အရင်ထွေးပွေထားတယ်ကိုယ့်ရဲ့ heart chakra ကိုအရင်ကျင်နာပေးရမယ် healing ပေးတတ်တဲ့လူကလည်း healing ပေးပေးရမယ်ကိုယ့်ကိုယ်ကို heart chakra ကနေပြီးတော့ကိုယ့်ရဲ့ energy လေးကိုပြန်စစ်ပါဒီကာလမှာကိုယ့်ရဲ့ heart ထဲမှာပင်ပန်းခဲ့ရတာတွေအများများတယ်နော်အဲ့ဒါကိုမေ့မထားနဲ့ကြောက်ထူးမထားနဲ့ကိုပင်ပန်းတာလေးတွေကိုအခုကြည့်ပြီးတော့ဟတ်ထဲကနေထုတ်ကြည့်ပြီးတော့အဲ့ဒါလေးတွေကိုကျင်နာပေးရမယ်ကိုယ့်ရဲ့နှလုံးသားကမောပန်းနေတာလေးကိုဒီချာတိပေးပါသူ့ကိုနေရာပေးပြီးတော့ဖွင့်ပြလိုက်ပါနော်ငါရန်ပင်ပန်းခဲ့ရင်ငါမောရင်ငါဝမ်းနေခဲ့ရတယ်အဲ့ဒါကိုအတိမတ်ပြုပါတယ်အတူတူလည်းရှိပါတယ်ကျင်နာမှုကိုလည်းပြန်ပေးပါတယ်ကျွန်တော်တို့အခုကိုချစ်တဲ့သူတွေကိုခွန်အားတွေပေးဖို့ကျွန်တော်တို့အခုအမောဖြစ်နေကြတယ်ဘာမှတင်မထားဘူးအမှန်တိုင်းကိုကြည့်ပြီးတော့မောနေတဲ့ကိုယ့်ရဲ့ဟာလေးကိုအနားယူခွင့်ပေးမယ်မောဖြစ်နေတယ်လွတ်လွတ်လပ်လပ်ခံစားပါကျွန်တော်တို့အကုန်လုံးတူတူရှိပါတယ်ကိုယ့်ရဲ့အတ္တိဟချကရာနေရာတွေကိုကို healing ပေးခြင်းနဲ့သတ္တဝါတွေ universe ကြီးကိုထည့်ကြည့်အောင်နော်အခုဘယ်ဘက်လက်လေးကိုနည်းနည်းလေးကြွထား universe ကြီးတစ်ခုလုံးကဟတ်ထဲမှာနေရာလာယူတော့မယ်လောကကြီးတစ်ခုလုံး universe ကြီးတစ်ခုလုံးကိုယ့်ရဲ့ဟတ်ချကရာထဲမှာရှိနေပြီကိုယ်မှာအစမပြေသေးတဲ့ခံစားချက်မောနေသေးရဆိုရင်တော့အသက်ရှူထုတ်လိုက်တိုင်းလည်းဖယ်ရှားလို့ရတယ်ကိုယ့်ရဲ့လက်ပွားအောက်က universe ကြီးကိုလည်းအာရုံပြုထားမယ်ကိုယ်မှာအစမပြေတက်တောင့်တက်တာမဖြစ်တဲ့ခံစားချက်လေးရှိရဆိုရင်လည်းရှူထုတ်ရင်းနဲ့ဖြေလျှော့မယ်အလုံးနှစ်ခုတစ်ပြိုင်တည်းလုပ်နေမယ်
ကိုယ့်ရဲ့ heart chakra တွေက university ထဲမှာအားလုံးရှိတယ်ထွက်သွားကြတဲ့ကိုချစ်ရတဲ့လူတွေလည်းရှိတယ်နော်သူတို့ပဲထွက်သွားသွားကိုနဲ့ဘုံဘဝမတူတော့ပေမဲ့ university ထဲမှာပဲသူတို့ကပြီးစနေကြတာ university တစ်ခုလုံးကို healing ပေးမယ်ဆိုရင်ကိုချစ်တဲ့သူတွေကလည်းရောက်ရရက်ကနေအဲ့ဒီမြတ်တာတွေကိုရရှိနေမှာဖြစ်တယ် university တွေကကိုချစ်တဲ့သူတယောက်ပြီးတယောက်ကိုပေါ်လာတဲ့ပုံစံတိုင်း healing ပေးလို့ရပါတယ်ကိုရဲ့ချစ်မြတ်တာတွေကြောင့်သူတို့ရောက်ရရက်မှာအရင်အဆင်ပြေနေကြတယ်အရင်အေးချမ်းနေတယ်နောက်ချီမင်္ဂလာတွေပြေဝစွာရရှိနေကြတယ် university ထဲမှာရှိနေသောဥတည်ရမဲ့ဘယ်သွားရမှန်းမသိနေတဲ့တတဝါတွေကိုလည်း healing ပေးပါတယ်ကိုအနီးနားမှာရှိနေတဲ့ဆိုးတွေတတဝါတွေအကုန်လုံးကို healing ပေးပါတယ်မိမိကိုယ်နဲ့တတဝါပေါင်းတို့ကိုကိုယ့်ရဲ့ heart chakra ထဲမှာရှိတဲ့ university ကတတဝါပေါင်းတို့ကိုဆုတောင်းပေးရအောင်ငါနဲ့တကွာတတဝါအပေါင်းတို့ကျန်းမာကြပါစေခံစားချက်နဲ့ဆုတောင်းပါနော်စကားလုံးတသက်မဟုတ်ဘူးကျန်းမာကြပါစေဆိုတဲ့အချိန်မှာတကယ်ကိုအားလုံးကျန်းမာပြီးတော့ပျော်ရွှင်နေတာလေးကိုသိရမယ်နော်ငါနဲ့တကွာတတဝါအားလုံးအေးချမ်းပျော်ရွှင်ကြပါစေငါနဲ့တကွာတတဝါအားလုံးဘေးကင်းလုံခြုံကြပါစေငါနဲ့တကွာတတဝါအားလုံးကောင်းချီးမင်္ဂလာများပြည့်စုံကြွယ်ဝကြပါစေမိမိကိုယ်ရောမိမိပတ်ဝန်းကျင်ရတဲ့တော်အကုန်လုံးရော Heart Chakra Universe ထဲမှာရှိနေတဲ့တလောကလုံးတန်တရားတစ်ခုလုံးမှာရှိနေတဲ့တော်အကုန်လုံးအေးချမ်းတဲ့မေတ္တာဓာတ်တွေကိုခံစားချက်နဲ့ဖြန့်ဝေပေးပါလမ်းပြောင်းနေသူတွေလည်းအားလုံးမြင်နိုင်သွားပြီကောင်းတဲ့နေရာတွေကိုသွားနိုင်သွားပြီဥပင်သောကတွေနဲ့ပြေဝနေသူတွေအပြေရှာတွေ့သွားပြီကောင်းတဲ့နေရာတွေကိုသွားနိုင်သွားပြီ
ဝမ်းနည်းနေတဲ့သူတွေဝမ်းနည်းမှုကိုအထူးခံစားပေးလိုက်သောကြောင့်သက်သာသွားပြီးကောင်းတဲ့နေရာတွေကိုသိချစွာသွားနိုင်သွားပြီကိုပြုခဲ့သမျှသောကုသိုလ်အကုန်လုံးကိုလည်းဖြန့်ဝေပေးလိုက်ပါလက်ဆောင်ပေးလိုက်ပါဒီချမ်းသွားတာကိုသိပါဘူကိုချစ်တဲ့သူတွေကိုအသေးချာကြည့်ဖို့အစဉ်သင့်ဖြစ်ပါပြီထွက်ခွာသွားတဲ့ကိုချစ်ရတဲ့သူတွေကိုတေချာကြည့်လို့ရပြီသူတို့အရင်အေးချမ်းနေတယ်ကိုပေါ်ကိုရောသူတို့အပေါ်ကိုရောအေးချမ်းနဲ့အေးမြနေတဲ့အလင်းရောင်တွေနဲ့ဖုံးလွှမ်းနေတယ်သူတို့ပြုံးနေတာအရာရာပြည့်စုံနေတာဘေးကင်းလုံခြုံနေတာအေးချမ်းနေတာကိုမြင်နေရတယ်နော်လိုအပ်သောဆိုးအကုန်လုံးကိုဟင်းစပေးပါတယ်အကုန်လုံးက healing ပေးတတ်တယ်ဆိုရင် healing ပေးပြီးမေတ္တာပို့တတ်တယ်ဆိုမေတ္တာပို့ပြီးဒီလူလောကမှာဆက်ရှိနေကြတဲ့မတို့ပါဝင်လူသားအလုံးသူတို့တွေကိုလည်း healing ပေးပါတယ်ဆက်လုပ်ပေးပါနော်အခုကိုယ့်ရဲ့ဉာဏ်အလဲတက်တဲ့ heart chakra လေးကိုပဲအာရုံပြုထားမယ်နော် heart chakra ထဲမှာအေးနေတာလေးကိုသိမှတ်ပြုမယ် heart chakra လေးအေးနေတကူလုံးအေးနေတာပဲဟုတ်လားဒီအေးနေတဲ့ energy လေးကိုနဲ့အနေကြတော့အောင်ခဏလောက်စိတ်လေးလျှော့ထားမယ်နော်မလိုက်တဲ့နေတကူလုံးအေးချမ်းနေပါစေchakra ထဲမှာလည်းအေးတယ်တကူလုံးလည်းအေးတယ်chakra လေးကတော့အလဲပဟိုအေးတက်လေးပေါ့နော်chakra ကနေမှခန္ဓာကလည်းမျိုးပေါ်အောင်ဖြည်းဖြည်းချင်းစီ energy ကကျေပြန့်သွားပြီးတော့အေးနေတာကိုအလိုက်ထိုက်ပေါ့ပေါ့ပပလေးတိမတ်ပြုနေမယ်နော်
ပခုံးလေးတွေတင်းနေလျှော့လိုက်မယ်ဘက်ကလေးကိုလည်းလျှော့လိုက်မယ်စိတ်ကိုလျှော့ထားမယ်ခုကပြန်ပြီးတော့အားဖြည့်တဲ့အချိန်ပဲကိုဒီအေးတဲ့ energy လေးနဲ့အားဖြည့်မယ်အာချက်ကရာကနေအပေါ်သရုတ်ချက်ကရာအောက်ဆူလာချက်ကရာအပေါ်သက်အိုင်အောက်စိတ်ခဲစိတ်ခုနာတော့ဝိုင်ပေါ့နော်အချက်ကရာကနေမှအပေါ်ဆုံး crown chakra ထိအောက်ဆုံး private နေရာနာ root chakra ထိဒီရှူလိုက်တိုင်းခန္ဓာကိုယ်ထဲမှာပို့ပြီးတော့အေးချမ်းလာတယ်လေဝင်လေထွက်မပြတ်တလို့ဒီအေးချမ်းတဲ့ energy လေးကလည်းအစမပြတ်ဝင်လာနေတယ်ခုလေဝင်လာတယ်ဒီနာတိဝါနေရာလေးကိုအာယုံဆိုင်မယ်နော်လေလေးဝင်လာတာလေလေးထွက်သွားတာကိုသိတယ်နာတိဝါတောင်းဟောနှာခေါင်းတွင်းတနေရာပေါ့နော်လေလေးဝင်လာတာထွက်သွားတာကိုအာယုံပြုနေမယ်ပေါ့ပါလေးပဲအာယုံပြုနေမယ်10 မိနစ်လောက်ပဲထပ်ပြီးတော့လေဝင်လေထွက်လေကိုအာယုံပြုနေမယ်နော်ဒီချိန်မှာခန္ဓာကိုယ်တစ်ခုလုံးကိုစိတ်ကိုလျှော့ထားမယ်ဒီလေဝင်လေထွက်လေကိုပဲသိနေမယ်လေလေးဝင်လာတယ်လေလေးထွက်သွားတယ်စက္ကန့်ပိုင်းလေးပဲကျန်တော့တယ်နော်နောက်ဆုံးချိန်လေးမှာစိတ်ကိုလျှော့ထားပြီးတော့လေဝင်လေထွက်သိတာတစ်ခုတည်းပဲလုပ်နေ
ခုအသက်ကိုခေါင်းဝါလေး၃ချက်ရှူလိုက်မယ်နော်ခေါင်းဝါကလေးဆိုတာရင်ဘက်ကြီးဖောင်းတဲ့အထိဒါမှမဟုတ်ရင်ဘက်ကလေးမြင့်တက်လာတဲ့အထိဖြည်းဖြည်းလေးခေါင်းဝါလေးရှူပြီးတော့ဖြည်းဖြည်းချင်းပြန်ထုတ်မယ်၃ခါရင်မျက်စိဖွင့်